Molon era gano so ne ko phone internet ka ti ko ta bi social media Friday ကျွန်တော်တန်း video နဲ့တခါစာဒီပါဒီဖက်တွေပေါ်နဲ့တခါ video ကလေးလူလေးကလေးအများကြီးလုပ်ခဲ့တယ်ရောင်းတိကကျွန်တော်ကြီးနေစိမ့်ပေါ်ဖိုက်လာပါရယ်ဆိုကေနေတိုင်းတောင်းနေရ internet ကဘာတဝက်လုံးမှာရှိရ internet လေးရခိုင်နှုန်းလောက်ရှိဆိုကေကျွန်တော်အမျိုးတိရောလားကျယ်ရီကိုစီခောက်ရခိုင်နှုန်းကဇာကိုပြောင်းနေလေ internet ပဟေဒီကဘာကြီးဒီမှာဇာတီရှိနေလေဆိုတော့အေမှာကျွန်တော် Asian Big Probaler ဖိုက်တွေပေါ်နေတောင်းနေ Google YouTube နဲ့ Facebook တခါ website တွေအားလုံးကိုဇာလောက်ပုံ create တွေရောင်းတိအားလုံးကိုပေါင်းလိုက်ကေလေးရခိုင်နှုန်းလောက်ရှိလို့ process ဆိုပါဆိုကေရောင်းကို internet ကိုပညာရှင်တွေကဇာနဲ့နိုင်ထားလေဆိုကေပေါ်လေထေးက Ricky တောင်နဲ့နိုင်ထားပါရလေ Ricky တောင်ကိုပေါ်လေပေါ်ထေးမှာနိုင်ထားပြီးကေအဖျားအပိုင်းရှည်လောက်ကိုကျွန်တော် Ricky မှာပေါ်နေလို့မတော်ရောက်ပြေးလိုက်ပါရပိတ်ဆိုကေရအဖျားအပိုင်းကိုစပေးဝဲလို့ခေါ်လို့ရတယ်ရောင်းမဟုတ်ကေကျွန်တော် Bicycle ဝဲလို့ခေါ်လို့ရပါတယ်နေတိုင်း fra ပွင့်နေရ Google Wikipedia တခါ website တီကကြရေနော်နေရထိပိုက်လို့မဲ့ပါရနေရကကျွန်တော်အကာအကွယ်မလို့ဇာလူမဆိုကျွန်တော် one route လေးလာ create နေရပေါ်နေကျွန်တော်Facebook တော်၎င်းကျွန်တော်တခါ website တီတော်၎င်း TikTok တော်၎င်းရောင်းတကကျွန်တော်တို့မတော်ရရနေရဒီဖိုက်ထိပိုက်လို့ပြောလို့ရတယ်ကျန်ရအလေးပိုင်းနဲ့အောက်ပိုင်းတီက internet မှာနားရှိရပဲဟီဒီရှိရဆိုတော့ကို question ဆိုပါဆိုကေတော့ Ricky တောင်ကြီးအလေးပိုင်းကိုနည်းနည်းရှင်းဆောင်ပြတော့ရအလေးပိုင်းကိုကျွန်တော်က deep web လို့ခေါ်ပြီးရနေရက Google မှာ fra ကေတောင်ပုံမှန် Google မှာ fra ဖို့ဆိုကေတောင်ကျွန်တော်တို့မတွေးနိုင်အနေထားပေါ်နဲ့တာမယ်လူအနေနဲ့ရဖို့ဆိုကေကျွန်တော်တို့ရမှာ start ခံရဆိုဒီရှိရကျွန်တော် share ခံရဆိုဒီရှိရအေကလေးအင်းနေရကတရမောနေရတော့မဟုတ်အေကလေးပုံမှန်လူတီဆိုကေ memorize စာဒီရှိရ memorize အရာဒီရှိရစပယ်လေးဆိုကေရောင်းဒီမှာစာဒီပါဘူးလေးဆိုကေကျွန်တော်တို့ Gmail account ဒီပါရဥပမာ online banking တို့အရိကိအရှာလာတိနဲ့ community ကလောက်မှာတင်စစ်ထားတဲ့ database အများကြီးပါဝင်ပါတယ်ရပိတ်ဆိုကေတာကတူတို့ရောင်းတီထဲမှာလေကျန်ရအရာဒီရှိသေးပါဇောင်းတီလေးဆိုတာကတူဒုတိယတနစာရောစာတင်တီကျွန်တော်အရိကိရဲ့ password ခွန်ပူရှာမရှိရဲ့ link တီကိုလုံခွန်ရေးမရမရနည်းနည်းရှိတာမန်ထမရကျွန်တော် Ricky တော့ထိပိုက်နေဆိုင်နည်းနည်းလုံခွန်ရေးနည်းနည်းမရနည်းနည်းစိတ်ချရတဲ့အပိုက်ထဲမှာပါဝင်ပေါ်နေရောင်းချက်ကြီး internet ဒီ web ပါနားလည်အောင်ပြောရရင်နောက်တစ်ခုအောက်ဆုံးအပိုင်းကိုကြာကြီးဇောင်းလို့ခေါ်လေဆို dark web လို့ခေါ်ပါတယ် dark web က Ricky တောင်နောက်ဆုံးအောက်ဆုံးအပိုင်းပေါ်ရယ်တောင်ကြီးအောက်ခရစ်ဆိုရင် agree ဆုံးပါပြန်နိုင်တဲ့ရပိုင်ပုံစံမျိုး cyber crime တုံးမဟုတ်ကျွန်တော် hacker တီနဲ့ရနေရတီက hacker တီတကယ် strategy တီနေရလို့အနေထိုင်နေရလို့ပြောလို့ရပါတယ်ပေါ့နော်ကျွန်တော်ပုံမှန် browser နဲ့ဝင်လို့မရပြန်ကျွန်တော် browser လို့ခေါ်ရအထူးပူထားတဲ့ sniper နဲ့မှဝင်ပြီးကျွန်တော် IP address တီလုံးဝဖျောက်ထားရနေရဖိုက်ပါတယ်ရနေက dev web ထဲမှာdev web အောက်ခရစ်ထဲမှာဆိုကြဒီလို့လို့ရဆိုကျွန်တော်တရမောမောက်ခိုလာနာပစ္စည်းတွေဝေဆိုဒီ hacker ဒီအရှာအလောက်ကိုပူပေါင်းပြီးကျွန်တော်လုံဆောင်စာဒီတချို့တွေကကျွန်တော်ဟိုအယောဟာမြေကရဟိုကျွန်တော်လူဖဲခိုက်လို့တော့ရလို့ပြောတယ်စာပေနေရာတီလေးတော့မသိတပြောင်း grant ပေါ်နေရနေကလူသားအရီခွင်တီလူသားတီကိုတကယ်ရာစာထားရနေရတီတကယ်ရာစာတဲ့ပုံတီတဲ့ပုံတီယူလို့ရလို့ပြောဝေလို့ရလို့ပြောနေဒီပိုင်းစာမေလူအနေနဲ့ဆိုပြီးကျွန်တော်တို့ရနေရတီကိုဓာတ်ဝဲကိုမဝုံဖို့လို့တော့ပြောထားပေါ်နေကျွန်တော်ဓာတ်ဝဲတီဆိုပြီးအများကြီးတပြောင်းရာစာ grant ကုတ်တီနေရာပေါ်နေရနေရမှာဒီပိုင်းဆိုကေ internet ဆိုတော့ကျွန်တော်လူသားတီအသိဉာဏ်နဲ့ဖန်တီးထားရ internet ဆိုတော့ကျွန်တော်လူသားတီဖန်တီးဆိုပါပဲဟုတ်တယ်မလားဒီပဲဆိုအသိဉာဏ်နဲ့ဖန်တီးထားရ era မှာကွန်ရတစ်ခုလို့ပြောလို့ရပါတယ်ရေကေကျွန်တော်ကဘာဂရီနဲ့ရှိတ်စားပြီးကေသူကစားလုံးပြီးလေဆိုပြီးကျွန်တော်တို့ကိုနေစဉ်ဘူးတူတာတီယူလာပြီးကျွန်တော်အလုပ်ကိုက်တီးကို internet ပေါ်မှာ fra လို့ရတယ်အေကလေးတဖာမှကျွန်တော်ရ internet ကိုသုံးဖို့မတဲဆိုပြီးကျွန်တော်ဓာတ်သွားပေါ်မှာ rain ရပိုင်လို့လေ pro ခဲ့ပါရရောင်းကကြိုက်စားပိတ်လေးဆိုပြီး internet ကိုမသုံးတဲ့ပင်းနဲ့ကျွန်တော်တို့ခိုင်ပြီးမှကျွန်တော်ငွေလိမ်ခံရဆိုဒီရှိ online ထားမှာကျွန်တော် link တီးပြီး publishing account နဲ့ publishing လုပ်ပြီးကျွန်တော်တို့account ဟဲဆိုမျိုးတီငွေလိမ်ရဆိုမျိုးတီအများကြီးရှိနေဒါပေမဲ့ကျွန်တော်ဖုန်းနဲ့ပဲတင်းနေတော့အခုလိမ်နေခဲ့တယ်ကျွန်တော်နေစိမ့်ပေါ်မှာ internet သုံးဆွဲဖို့ဆိုပြီးမိမိ data အရှာအလ row တာမယ်ဆိုတော့ clean file ပေါ်ကျွန်တော် account ထဲမှာတန်းကားရှိရဥပမာကျွန်တော် ban လုံခုံဝေးဒီ ban နဲ့လောက်ရတဲ့အလုပ်ကိစ္စတီကျွန်တော်လုံငယ် create ကြလာရ online ထားပေါ်မှာကျွန်တော်တို့စီးပွားရေး
တခုကို brand ရရဲ့အနေထားဆိုပြီးကျွန်တော်တို့ internet account ကိုနည်းနည်းရှိလားသိဖို့လိုပါဆိုကေကျွန်တော်internet နဲ့ပတ်သက်လို့သမိုင်း ground ပေါ်နေသမိုင်း ground နည်းနည်းရှိပြောပြပါမယ်သမိုင်း ground အ private နည်းနည်းရှိပြောနေပထမဆုံးတစ်ခုကဆိုကေစစ် role လို့ခေါ်တယ်စစ် role ဆိုတော့ကျွန်တော်တို့မြန်မာလိုပြောပိုလမ်းမကြီးပေါ်နေဒါဝဲ agree ဆုံးတရမော်စီဘောတစ်ခုပေါ်နေကျွန်တော်ရ website ကိုလူ upgrade လို့ခေါ်တယ်လူငယ်တယောက်ကဖန်တီးထားပြီးသူက internet ပေါ်မှာဇာအစိုးရဇာဦးတွေကထင်းရှုံလို့မရအောင်လွတ်လပ်စွာအရောက်ဝယ်လုံးနိုင်ဖို့နေရာတစ်ခုအဖိုက်ရီဗီကြီးသူကတီဆောက်ခါပေါ်နေရတဲ့ဝက်ထဲမှာသူကနောက်ပိုင်းမှာလာနာဒီတရမော် BCD Bitcoin ဒီနဲ့တခါလိုဝအရောက်ဝယ်လုပ်တဲ့နေရာတစ်ခုဖိုက်လိုက် agree ကြီးလုံးနိုင်ရတရမော်လုပ်တဲ့ website တစ်ခုနေရာတစ်ခုဖိုက်လာပေါ်နေရတဲ့ဝက်ထဲမှာ internet အမောင်ခန့်လို့ပြောလို့ရတယ်ပေါ့နေကျွန်တော်အောက်ခရစ်ဆိုပြီးတာဝီအောက်ခရစ်ဆိုပြီး2013ခုနှစ်မှာလေ FBI ကကျွန်တော်နိုင်ပေါင်းများဆိုစုံစမ်းပြီးခါမှ2013နိုင်ခါမှပိတ်ပိုက်နိုင်ဆိုမျိုးနဲ့ကျွန်တော်ထောက်ဖို့ရကြွားကနေသူဖန်တီးထားဆိုသူ့ကိုရပရ website ပိတ်ပိုက်နိုင်ပြီးကျွန်တော်တို့ထောက်တဲ့တသားကျွန်းရှာမဲ့လိုက်ပါရလေဒုတိယစိတ်ဝင်စားပြီးအဖိုက်ပြတစ်ခုကဆိုကေCicada လို့ခေါ် Cicada 3301လို့ခေါ်ပါတယ် internet ပေါ်ကကျွန်တော်တို့ပဟေဒီအဖွေတစ်ခုပါကျွန်တော်ညံစဲမီတွေအဖွေစစ်တစ်ခုပေါ်နေ2012ခုနိုင်မှာ internet ကစာမျက်နှာပေါ်ဒီမှာ lower sync တွေလပရာပုံစံနဲ့ပေါ်နေကျွန်တော် poster တစ်ခုတားလာပါရယ်တားလာရပေါ်နေရ poster ထဲမှာကျွန်တော်တို့read ထားတဲ့စာတီးကကျွန်တော်တို့ကထူးချွန်ထားမရလူဒီကိုခါနေစားပေါ်ပေါ်ပထမတစ်ကောင်ကနောက်တစ်ကောင်ကဆိုရင် APD ကို pressure နိုင်ရဆိုပြီးကျွန်တော်တို့ဘက်ကတခုခုပြီးဖို့ sorry တခုခုပြီးဖို့ပေါ်နေရပိုင်ဆွေးဆောင်ပြီးသူတို့ကရပိုင်သူတို့ website တွေ link တွေဝင်ပြီးတခါလေးလောက်ခိုင်းအရှင်တကတာမញ្ញံစဲတော့မဟုတ်ကဘာအစွန်လိုဝကုန်းစနိုက်တီ digital လုံခုံရေးစနိုက်နဲ့နေပညာစနိုက်ဒါသနိကစနိုက်တီအများကြီးပေါက်ဆက်ထားပါတော့အရှင်ဆိုတကနာနေရပေါ်နေကဘာတဝင်းကအတော်ဆုံး hacker ဒီတောင်ရှာပညာရှင်ဒီ YB က patient လိုက်လေနောက်ဆုံးအစောတယောက်လေးမရောက်ခပါလေအေကလေးရအဖွဲကိုအင်းနေအထိဖန်လေးမဖန်မိသည်တယောက်လေးမသိသေးပါပြောင်းကဖော်ပရနေ internet ဒါဝဲမှာဆင့်ကြမှုတစ်ခုထိအင်းထိရှင်းနေသိရင်ပေါ်နေကျွန်တော်ကဘာ agree ကနောက်တစ်ဆုံးတစ်ခုကဆိုကျွန်တော်ကဘာကြီးက data ပေါင်းကခရီဆိုတော့ရှိပါသေးတယ်ကျွန်တော်တို့သုံးနေပညာ company တီကပုံမှန်အရှိမလုံခုနေလို့ခံစားရလေတခါတည်းမှာတကယ်တော်ရ hacker တီတိုက်ခိုက်မှုတော့ကျွန်တော်တန်ပေါင်းများစွာလူတန်ပေါင်းများစွာကြီး data ရှာလာတီ password တီ email တီပြန်နေခါဆိုဒီ Friday ပေါ်နေကျွန်တော်ဟိုလွန်ကားရ2020နိုင်လာမသိကျွန်တော်ဒီကြတော့မပြောတယ်ဗျာ2020တိုက်ခိုးလား16လားကမသိရအရှင်ကတော့ Facebook တီထော်ရမဲစုကပဲဤ password ကိုထဲနိုင်ခါလို့တော့ project သူကလွေစောတော့ပြီးထားလို့ pro လို့ရလေhacker ဒီကျွမ်းကြောင်ရဆိုကို pro ပါဆိုပါရပိုင်ခုယူခံဘရိကေရပိုင်အခိုင်ပြတစ်ခုလေးရှိခါသေးပါဆိုကေလောင်နေပဲဆုံးခဲ့လိုက်ပါရကျွန်တော်account bro ဆိုကေမိုးလုံးတော့ပြီးဘူးမဟုတ်ပေါ်ရင်ဆိုကေကျွန်တော်တို့ internet account တစ်စီးတစ်စောင်းကိုကျွန်တော်တို့မိတ်ဆွေအနေနဲ့ Blue Twitter Friday Twitter ရတဲ့တဆိုးတစားရရဆိုကေကျွန်တော်share နေနဲ့ရှောင်းကိုပေါ်ရင် line follow လုပ်ခပါဆိုကေနောက်ဗီဒီယိုမှာဆုံးခဲ့ပါဘူး